နိုင်ငံရခြားမှာအလုပ်သွားလုပ်တယ်ခမရတို့နဲ့ဝေးသွားတာနဲ့တပြိုင်နက်သူကအချိုးကြီးပြောင်းသွားတယ်ဖောက်ပြန်သွားတယ်အဲ့လိုဖြစ်တဲ့ချိန်မှာခမရတို့ကဘာဖြစ်လို့နာကျင်နေတာလဲတကယ်တော့ခမရတို့ကဝမ်းနဲ့နေရမှာမဟုတ်ပါဘူးကံကောင်းလို့စောစောတီးရတာဆိုပြီးတော့ဖះမှာစီမီတောင်မှာပူဇော်တင်သေးတာပါဒီနေ့မှာတော့အဝေးရောက်မှဖောက်ပြန်တဲ့လူတွေရဲ့စိတ်ဓာတ်အမှန်ကပါလဲပြီးတော့ဒါဟာဘာကြောင့်ခမရတို့အတွက်လက်ကောင်းမတဲ့ကိစ္စဖြစ်သွားလဲဆိုတာကိုကြားမှမယူနားလည်တော့ပြောပြပေးပါမယ်ချောရမယ်နော်အာဂါမင်းပါဘာလို့အဝေးရောက်မှဖောက်ပြန်ကြတာလဲအဖေကရိုးရိုးလေးပါအဲ့ဒီလူကဂယုစိုက်ခံခြင်းနဲ့စိတ်ဆွဲလန်းသူဖြစ်နေလို့ပါပဲသူဘေးနားမှာသူ့ကိုအမြဲတမ်းအာယုံစိုက်မဲ့သူအလိုလိုက်မဲ့သူချောမဲ့သူတယောက်ယောက်မရှိရင်မနေတတ်တဲ့လူမျိုးတွေပါခင်ဗျားကနိုင်ငံရခြားမှာအလုပ်သွားလို့ဒါမှမဟုတ်သူကနိုင်ငံရခြားမှာအလုပ်သွားလို့ဒီလိုဝေးနေတဲ့ချိန်မှာခင်ဗျားပြီးတဲ့ဖုန်းထဲကအချစ်တွေကသူတို့အတွက်မလုံလောက်တော့ပါဘူးအဲ့ဒီကသူကသူဘေးနားမှာအစင်သေးရှိတဲ့အရန်လူကိုရှာတော့တာပါပဲဒါကခင်ဗျားတို့ရဲ့အပြစ်မဟုတ်ပါဘူးသူ့ရဲ့ character ပါပဲသူဟာဘသူနဲ့ပဲတွေ့သူနားမှာအာယုံဆိုင်မဲ့သူမရှိရင်နောက်တစ်ယောက်ကိုခုံကူးဖို့အမြဲအသင်းဖြစ်နေတဲ့လူသားမျိုးတွေပါတချို့ကတွေးကြပါတယ်ငါသာနိုင်ငံခြားမသွားခဲ့ရင်သူ့ကိုနိုင်ငံခြားမလွတ်ခဲ့ရင်သူဖောက်ပြန်မှာမဟုတ်ဘူးတဲ့အဲ့ဒါလုံးဝအမှားကြီးပါဗျသူ့အကျင့်ကအဝေးရောက်မှပေါ်လာတာမဟုတ်ပါဘူးအဝေးရောက်တော့မှခမည်းကစိုးစိုးမြင်လိုက်ရတာပါစဉ်းစားကြည့်ပါသူကအဝေးမရောက်လဲခမည်းကအလုပ်တွေအရင်များလို့သူ့အချိန်မပေးနိုင်တဲ့အခါမျိုးဒါမှမဟုတ်ခမည်းနေမကောင်းလို့သူ့ကိုဂယုမဆိုင်နိုင်တဲ့အချိန်ခါမျိုးတွေမှာလဲသူကအပြင်လူစီမှာအတန်းရှင်းသွားရှာမှာပါပဲအဝေးရောက်သွားတာဟာသူ့ရဲ့တစ္ဆာတရားကိုစမ်းသပ်လိုက်တာပါပဲအဲ့ဒီစမ်းသပ်ပွဲမှာကြာရှုံးသွားတာဟာခမည်းအတွက်အရှုံးမဟုတ်ဘဲနဲ့လူယုံမှတယောက်ကိုစောစောခါထုတ်လိုက်နိုင်တဲ့အောင်ပွဲတစ်ခုပဲဖြစ်ပါတယ်အခုဗီဒီယိုကကြားမှမခွဲခြားပါဘူးဖောက်ပြန်တဲ့သူအကုန်လုံးကိုရည်ရွယ်တာပါ relationship အစစ်မှန်နဲ့သူဘယ်လိုလူလဲဆိုတာသိလိုက်ရတာဟာခမည်းတော်ကိုဖခင်ကကယ်လိုက်တာပါလက်ထပ်ပြီးမှကလေးတွေရလာမှဘဝကိုမြုပ်နှံပြီးမှသာအခုလိုအချိုးပြောင်းနေဆိုလို့ရှိရင်ခမည်းတော်ပို့ပြီးတော့ငရဲကြပါလိမ့်မယ်အခုတော့ခမည်းမှာရွေးချက်ပိုင်ခွင့်ရှိသေးပါတယ်နာကျင်ပေမဲ့ဒါဟာရေရှည်အတွက်စီးကားတစ်ခွက်ပဲဖြစ်ပါတယ်တစ္ဆာမရှိတဲ့လူနောက်မှာဘဝကိုဆက်ပြီးတော့အချိန်ကြီးမဖြုံးပါနဲ့တော့ဗျလူတယောက်ရဲ့စိတ်ဓာတ်ကိုအဝေးရောက်နေတဲ့အချိန်မှပဲအစစ်အမှန်ကိုတွေးရတတ်ပါတယ်ဖောက်ပြန်တဲ့သူကိုခွင့်လို့ဖို့ကြိုးစားနေမယ့်အစားကိုဘဝကိုတန်ဖိုးထားမဲ့လူကိုပဲရှာဖွေပါဝေးရောက်ချစ်သူကြောင့်စိတ်ဒဏ်ရာရနေလားဒါမှမဟုတ်အခုလိုအချိုးပြောင်းသွားတဲ့သူကိုဘယ်လိုကင်တွယ်ရမလဲမသိဖြစ်နေလားအိမ်တော်ရင်းနဲ့အချစ်ရဲ့အခက်အခဲတွေနဲ့ကျွန်တော်စီမှာ question ယူပြီးတော့ပုတ်ပွင့်လင်းလင်းတိုင်ပင်နိုင်ပါ